အိဆံအမြဲမပြတ်ဥဇာဏတင်ကြီးနောကဲ့ရဲ့လိုသောအမှတ်ရှိသည်ဖြစ်၍ပရဝိဇ္ဇနုပတိတ္တသူတော်ဘာတို့ရဲ့အပြစ်ကိုအမြဲမြင်လေရှိသောတတ္တထုပုဂ္ဂိုလ်အားအာတဝအသောတရားတို့သည်ဝဋ္ဌန္တိတိုးပွားကုန်၏သောထုပုဂ္ဂိုလ်အတွက်အာတဝက္ခေယအာသောတရားကုန်ခန်းခြင်းမှအာရာဝေးကွာလှသည်လားတဲ့ဒီကထာလေးရဲ့အဓိပ္ပာယ်ကိုအဖြောင့်ပြောကြည့်မယ်နော်အမြဲတမ်းကဲ့ရဲ့လိုတဲ့စိတ်ရှိပြီးတော့သူတစ်ပါးရဲ့အပြစ်ကိုပဲအမြဲတမ်းမြင်နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်အတွက်အသောတရားတွေဟာတိုးပွားလာလိမ့်မယ်တဲ့အသောတရားကုန်ခန်းရာနိဗ္ဗာန်ဆိုတဲ့ထုကဲမုံမြတ်တဲ့ချမ်းသာတဲ့ချမ်းသာမှနဲ့လည်းပဲဝေးကွာနေလိမ့်မယ်တဲ့ဟုတ်လားပြန်ပြောမယ်နော်နေဆံဥဇ္ဇာနာတင်ကြီးနောအမြဲတမ်းကဲ့ရဲ့လိုတဲ့စိတ်ရှိတယ်ပရဝိဇ္ဇနုပတိတ္တသူတော်ဘာအဖြစ်ကိုအမြဲတမ်းမြင်တတ်တဲ့သဘောလည်းရှိတယ်ဒါဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအသောတရားတွေတိုးပွားပြီးတော့ချမ်းသာတဲ့ချမ်းသာမှငြိမ်းချမ်းရာအစစ်ဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့မုံမြတ်တဲ့ချမ်းသာနဲ့မဖြစ်နေမလို့ဝေးကွာနေမယ်တဲ့အဲ့ဒီကထာလေးကိုမြတ်စွာဘုရားကဘာကြောင့်ဟောတာတုံးဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကယဟန်တစ်ပါးကတပါးသောသူတို့ရဲ့အပြစ်ကိုနော်ရှာရှာဖွေဖွေမြင်တတ်တဲ့သဘောရှိတယ်လို့ဆိုတယ်အထူးသဖြင့်တရင်သုံးပေါ်ယဟန်နေနော်ကိုရင်နေနော်အတူတူနေကြတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံမှာနော်ဘလို့ဝတ်တုံဘလို့စားတုံဘလို့နေတုံဘလို့ထိုင်တုံဘလို့ပြောတုံအမြဲတမ်းရှိလို့ပဲအပေါက်ရှာပြီးတော့ကဲ့ရဲ့တရားကိုပဲအမြဲတမ်းကြည်နေတယ်ပြောစရာလေးမတွေ့လိုက်နဲ့ပြောပြီးပြီနော်ရှာရှာဖွေဖွေမြင်တတ်တဲ့သူများမကောင်းတဲ့အကြောင်းဟုတ်လားဒါကြောင့်အဲ့ဒီယဟန်ကိုပဝန်းကျင်ကယဟန်တွေကနော်ဥဇ္ဇာဏတင်ကြီးအမြဲတမ်းကဲ့ရဲ့လိုတဲ့စိတ်ပဲရှိနေတဲ့ပုဂ္ဂိုလ်လို့အဲ့ဒါလိုတောင်ခေါ်တယ်လို့ဆိုတယ်အဲ့ဒါနဲ့နောက်တော့သူ့ရဲ့သူတော်ဘာအပြစ်ကိုကြံကြံဖန်ဖန်မြင်တတ်တဲ့တရင်ကမြတ်စွာဘုရားရဲ့နားတော်ကိုပေါက်ကြလို့မြတ်စွာဘုရားကခေါ်ပြီးတော့သူ့ကိုမေးရတယ်ပေါ့သင်ဟာသူတော်ဘာရဲ့အပြစ်ကိုအလွန်မှမြင်တတ်တယ်လို့ပြောတယ်အဲ့ဒါဟုတ်သလားဒါသူကလည်းအဲ့ဒါတော့လိန်ညာတဲ့သဘောတော့မရှိဘူးဒါမြတ်စွာဘုရားမေးလို့လည်းပဲအမှန်တိုင်းပြောတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲ့ဒါနဲ့မြတ်စွာဘုရားမေးတော့ဟုတ်တဲ့အကြောင်းသူရှောက်ရတယ်ရှောက်လို့မြတ်စွာဘုရားကအဲ့ဒီမှာဒီကထာလေးကိုမဟုတ်ခင်ဗာလေးတော့ပြောသေးလေဆိုတော့ဝိတ်ကိုဥတည်ပြီးတော့သူတော်ဘာကိုပြောဆိုဆုံးမမယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ကိုအပြစ်တင်လို့မရဘူးတဲ့ဆိုလိုတာကဝိတရားရှိလို့နော်မိဘတွေကသားသမီးရဲ့အပြစ်ကိုထောက်ပြန်ပြီးတော့ဆုံးမတာမျိုးနော်ဆရာသမားတွေကတပည့်တို့ရဲ့မကောင်းကွက်တွေကိုကြည့်ပြီးတော့မမှားတဲ့တာမမှားရအောင်ဒီလိုမနေသင့်ဘူးဒီလိုမထိုင်သင့်ဘူးဒီလိုမပြောသင့်ဘူးလို့စရှိသဖြင့်နော်ကောင်းကျိုးလိုလားလို့ဆွတ်ဆုံးမတာမျိုးကိုဒီနေရာမှာအပြစ်မြင်တတ်တဲ့ပုဂ္ဂိုလ်လို့သူ့ကိုဆွဆွဲလို့မရဘူးတဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုဆိုလိုတာမဟုတ်တတ်သက်မဲ့ကြံကြံဖန်ဖန်ကောင်းတာကိုမမြင်တတ်ဖဲနဲ့မကောင်းတာကိုပဲရွေးချယ်ပြီးတော့ကဲ့ရဲ့လိုတဲ့စိတ်နဲ့အပြစ်မြင်နေမယ်ဆိုရင်တော့ဒါဟာမကောင်းဘူး။နော်ငြိမ်းချမ်းမှုအစစ်အမှန်ကိုအဲ့ဒီပုဂ္ဂိုလ်ဟာမရနိုင်ဘူး။ဟုတ်ရဲ့လား။အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားကအဲ့ဒီလိုလေးနော်ဝတ္တရားရှိလို့ပြောဆိုဆုံးမတာကိုတော့ဒီပုဂ္ဂိုလ်ကိုအပြစ်ရှိတယ်လို့ပြောလို့မရဘူး။ဒါပေမဲ့လို့မြဲတမ်းကဲ့ရဲ့လိုတဲ့စိတ်ကြီးရှိပြီးတော့သူတော်ဘာရဲ့အပြစ်ကိုပဲမြင်နေမယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်အတွက်အသောတရားကုန်ခန်းခြင်းမှာအလွန်ဝေးတယ်။အသောတရားတွေတိုးပဲတိုးပွားလာလိမ့်မယ်ဒီနေ့မှာအသောတရားဆိုတာဘာတော့နော်လူငယ်လေးတွေအတွက်နည်းနည်းတော့အရင်ပြောကြည့်ခြင်းတယ်အတဝဆိုတာဘာပြောတာတော့ယိုစီးတဲ့သဘောနော်ယိုစီးတယ်ဆိုတာကနော်အနာဘုတ်တွေအနာဆွေးတွေနော်သွေးတွေပြည်တွေယိုထွက်လာတဲ့သဘောရှိတယ်တခုခုတိုက်မိခိုင်းမိလိုက်တာနဲ့ထိမိလိုက်တာနဲ့ပေါက်ပြဲပြီးတော့အဲ့ဒီမကောင်းတာတွေကယိုကျလာတဲ့သဘောရှိတော့ဟုတ်လားတနည်းအားဖြင့်အတဝဆိုတာဘာပြောတာတော့ဆိုတော့နော်စိန်ကြီးဆိုတာအရက်ကိုပြောတာဟုတ်လားအရက်တောက်တဲ့ပုဂ္ဂိုလ်ဟာပုံမှန်အသိစိတ်ဘာဖြစ်သွားတော့ဆိုတော့ချွတ်ယွင်းသွားတယ်အရက်သမားသိတဲ့အသိဟာတာမန်ပုဂ္ဂိုလ်သိတဲ့အသိနဲ့မတူတတ်ဘူးဟုတ်လားအရက်မူးရင်မူးသလောက်သူသိတဲ့အသိတွေဟာအလွန်တရာမှမှားယွင်းသွားတယ်မကောင်းတာကိုလည်းကောင်းတယ်လို့ထင်နိုင်တယ်ကောင်းတာကိုလည်းမကောင်းဘူးလို့ထင်နိုင်တယ်လှုပ်တဲ့နာကိုလည်းမလှုပ်တဲ့ဘူးလို့ထင်နိုင်တယ်မလှုပ်တဲ့နာကိုလည်းလှုပ်တဲ့နယ်လို့ထင်သွားနိုင်တယ်သူ့ရဲ့ထင်တွေကတော့အကုန်လုံးကပောက်တိကပောက်ထပြောင်းတီးပြောင်းပြန်နေပဲဖြစ်မယ်ပေါ့အဲ့တော့အသောတရားဆိုတာအဲ့ဒီအရက်များစိတ်ရည်များနဲ့လည်းတူတယ်အနာဘုတ်
နော်အနဆွေးတွေကနေပြီးတော့ပြည်ပုတ်သွေးပုတ်တွေရိုးကြလာတာမျိုးနဲ့လည်းတူတယ်ဆိုပြီးတော့အသောတရားကိုအလွတ်အဓိပ္ပာယ်ဖွင့်တယ်အဲ့ဒါကဘာလဲဆိုတော့အသောတရား၄ပါးပေးတဲ့တို့အလိုဩဝါဒအနေနဲ့တော့စာလို့ပေးလို့တော့မှတ်သားထားကြပြီးသားဖြစ်မှာပါနော်အသောတရား၄ပါးဆိုတာဘာတွေတော့ကာမတဝါဘဝတဝါဒိဋ္ဌတဝါအဝိဇ္ဇတဝါကာမတဝါဆိုတာကာမရဲ့ပုံမှာလိုလားမဲ့မောတဲ့လောဘကိုကာမတဝါကာမအတဝါဟုတ်လားအဲ့ဒီလောဘကလည်းယိုရှိတဲ့သဘောရှိတယ်လိုချင်စရာကောင်းတဲ့ချစ်ခင်နှစ်သက်စရာကောင်းတဲ့အာယုံတစ်ခုကိုမတွေ့လိုက်နဲ့မကြားလိုက်နဲ့နော်အဲ့ဒီလောဘဆိုတဲ့အဆိုတဲ့အစေတကယိုရှိပြီးတော့ကြာလာတဲ့သဘောမရှိဘူးလားရှိတယ်ဒါကြောင့်ကာမတဝလောဘဟာယိုရှိတတ်တဲ့သဘောရှိတယ်ဟိုအရက်ရဲ့အတိပ္ပယ်နဲ့ပြောမယ်ဆိုရင်တော့အဲ့ဒီလောဘဖြစ်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမှန်မှန်ကန်ကန်သိနိုင်မြင်နိုင်တဲ့အနေအထားကဘာဖြစ်သွားတော့ပြောင်းလဲဖောက်ပြန်သွားတယ်ဒါကြောင့်သူကအတိပ္ပယ်2မျိုးရရင်နော်အတဝကဟုတ်လားယိုရှိတတ်တယ်ရှင်မှုတတ်တယ်ပေါ့တော့ကာမတဝဆိုတာကာမရဲ့ပုံမှာလိုလားတောင့်တတဲ့လောဘနောက်ပြီးတော့ဘာတော့ဘဝတဝတဲ့ဘဝတဝဆိုတာဘဝရဲ့ပုံမှာမမောတဲ့လောဘဟုတ်လားနောက်ဒိဋ္ဌတဝဆိုတာကထင်ရှားဖြစ်ပေါ်နေတဲ့ဖောက်ပြန်တဲ့ရုပ်အစုဝေးအာယုံကိုတိတဲ့ခံစားတဲ့မှတ်သားတတ်သောနာမ်အစုဝေးဒီယုံနာအစုဝေးကိုပုဂ္ဂိုလ်တ attva ငါသူလို့မှားယွင်းစွာမှတ်ထင်မှုကိုဘာခေါ်တော့ဒိဋ္ဌတဝတက္ကရာဒိဋ္ဌိပေါ့နော်အေးပြီးတော့ဘာလဲတော့အဝိဇ္ဇာတဝတဲ့အဝိဇ္ဇာတဝဆိုတာသစ္စာ၄ပါးကိုမသိတဲ့မောဟကိုပြောတာအဲ့တော့အသောတရား၄ပါးဟာတရားကိုကောက်မယ်ဆိုရင်တော့သူက၃ပါးပဲရတယ်ကာမကိုမမောတဲ့လောဘနဲ့ဘဝကိုမမောတဲ့လောဘကလောဘတစ်မျိုးတည်းပေါင်းစုပြီးတော့ဝင်သွားတယ်ပေါ့နော်ဒိဋ္ဌတဝကဒိဋ္ဌိဝိဇ္ဇာတဝကမောဟဟုတ်ရဲ့လားအဲ့တော့အသောတရား၄ပါးသည်လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ပေါ့အဲ့ဒါမြတ်စွာဘုရားကအမြဲတမ်းကဲ့ရဲ့လို့တဲ့စိတ်ရှိပြီးတော့သူတို့ဘာရဲ့အပြစ်ကိုပဲမြင်နေမယ်ဆိုရင်အဲ့ဒီဆင်းရဲကြောင်းတရားတွေဖြစ်တဲ့အသောတရားတွေဟာတိုးပွားလာလိမ့်မယ်တဲ့အတဝတတဝဋ္ဌန္တိအဲ့ဒီအသောတရားတွေပဲတိုးပွားလာမယ်အာရတောအတဝက္ခယနော်ငြိမ်းချမ်းရာအစစ်အမှန်နိဗ္ဗာန်ဆိုတဲ့အသောတရားကုန်ခန်းရာအဲ့ဒီတရားတို့တရားမြတ်နဲ့တော့ဘာဖြစ်နေမလို့ဝေးကွာနေမယ်တဲ့ဟုတ်လားဒါကြောင့်သူတော်ဘာရဲ့အပြစ်ဟာမမြင်တဲ့အပြစ်လို့မှတ်ရမယ်ပေါ့နော်ဒီနေရာမှာဦးဇင်းတို့ပိသက်ပေါင်းသူတော်ကောင်းတို့ဘုဒ္ဓရှင်လူသားတွေဆိုတာကတူကိုများသောအားဖြင့်သူများအပြစ်ဆိုရင်တော့လွယ်လွယ်ကူမြင်တတ်တယ်အပြန်အလှန်အားဖြင့်ကိုယ့်ရဲ့အပြစ်ဆိုရင်တော့မမြင်တတ်ဘူးဒါကတာမန်လူတို့ရဲ့အဖြစ်များတဲ့သဘောပဲဟုတ်လားအဲ့ဒီအကြောင်းအရာကိုလည်းပဲမြတ်စွာဘုရားဟောပြထားတာရှိတယ်အဲ့ဒီမလဝတ်ထဲမှာပဲမှတ်တမ်းတင်ထားတာဘာပြောထားတော့ဆိုတော့တုတ္တံဝိဇ္ဇမင်ညေတံအတ္တနောပနဒုဒ္ဒတံပရိတဟိသောဝိဇ္ဇာနိအပုနာတိယထာဘုတံအတ္တနောပနစာရိတိကလိန်ဝါဟိတဝတ္တထောတဲ့နော်ဒီကထာလေးကတခါထာပွဲရှိတယ်သူကတော့ကြည်ကြပြန့်ပြန့်လေးပြောထားတယ်ပေါ့နော်အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့ပရဝိဇ္ဇနုပတိတံတုတ္တဝိဇ္ဇမင်ညေတံအင်ညေတံသူတော်ဘာတို့ရဲ့ဝိဇ္ဇအပြစ်ကိုတုတ္တမြင်ဖို့အလွန်လွယ်တယ်တဲ့နော်သူများရဲ့မကောင်းတဲ့အချက်လေးတွေကြတော့မြင်ရတာဘာလဲတော့လွယ်တယ်မြင်လွယ်လေးမြင်နိုင်တယ်သူများမကောင်းတာဟုတ်ရဲ့လားအတ္တနောပနဒုဒ္ဒတံအတ္တနောမိမိရဲ့ဝိဇ္ဇံပနအပြစ်ကိုကြတော့ဒုဒ္ဒတမြင်ဖို့ခက်တယ်တဲ့နော်ကိုယ့်ရဲ့မကောင်းတဲ့အချက်ကိုကြတော့မြင်ဖို့ခက်တယ်တဲ့သူတို့ရဲ့အပြစ်ကတော့မြင်ဖို့အလွန်လွယ်တယ်ကိုယ့်ရဲ့အပြစ်ကတော့မြင်ဖို့ခက်တယ်အဲ့ဒါကိုမြတ်စွာဘုရားကဘလို့ဆက်ပြီးတော့ပြောတော့လူသားမန်တို့ရဲ့အနေအထားလေးပေါ့နော်ပရိတဟိသောဝိဇ္ဇာနိအပုနာတိယထာဘုတ္တတော့ထိုကဲ့သို့သူတို့ရဲ့အပြစ်ကိုမြင်လွယ်ပြီးတော့ကိုယ့်ရဲ့အပြစ်ကိုကြတော့မြင်နိုင်ခဲ့ကြတယ်အဲ့ဒါလိုပုဂ္ဂိုလ်မျိုးတွေဟာဘုဒ္ဓံဖွဲပြာကိုအပုနာတိယထာလွှင့်တဲ့ကဲ့သို့ပရိတံသူတို့ဘာတို့ရဲ့ဝိဇ္ဇာနိအပြစ်တို့ကိုအပုနာတိလွှင့်တတ်တယ်တဲ့နောက်ကလေးတွေတခါတလေအဖုံတွေတရေတွေကိုလေတိုက်တဲ့ခါမှာမြောက်ကြတာမရှိဘူးလားတော့လေနဲ့လွှင့်ရင်သွားတာပေါ့နော်အဲ့လိုအမိုက်ကလေးတွေဖွဲလေးတွေလည်းလွှင့်ကြတာရှိတယ်ဟုတ်လားသူတို့ဘာအပြစ်ကိုပဲမြင်လွယ်ပြီးတော့ကိုယ့်ရဲ့အပြစ်ကိုကြတော့မြင်ဖို့ခက်ခဲနေတဲ့တာမန်ပုဂ္ဂိုလ်တွေဟာသူတို့ဘာရဲ့အပြစ်ကိုကြတော့အဲ့ဒီလိုလေးလာရမှာနော်ဖွဲပြာလေးတွေကိုမြောက်ကျဲတယ်လို့လွှင့်ကျဲတတ်တယ်တဲ့သူများရဲ့အပြစ်တွေကိုဖြန့်တတ်တယ်ဟုတ်လားသူများရဲ့အပြစ်ကိုမလုပ်တတ်တယ်ဖြန့်တတ်တယ်ဒီခေတ်ပို့ပြီးတော့ထင်ရှားတာပေါ့နော်
နော်တည်င်းနေဟုတ်လားသူတော်ဘာတိဖို့လှုပ်ဖို့နီလန်းတွေကလည်းအလွန်လွယ်တာဆိုတော့သူတော်ဘာမကောင်းတဲ့အကြောင်းကိုနော်ရေးကြတာပြောကြတာအများကြီးမရှိဘူးလားရှိရနော်ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်နော်သူတော်ဘာအပြစ်ကိုဖြန့်လွှင့်ခြင်းသည်ကောင်းတဲ့လက္ခဏာမဟုတ်ကောင်းတဲ့စိတ်ဓာတ်လည်းမဟုတ်ဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားဥမာလေးနဲ့ပြောတာဘုဒ္ဓံဖွဲပြာကိုအပုဏ္ဏတိယထာလွှင့်တဲ့ကဲ့သို့ပရိသံသူတော်ဘာတို့ရဲ့ဝိဇ္ဇာနှင့်အပြစ်တို့ကိုအပုဏ္ဏတိလွှင့်တတ်တယ်အဲ့ဒါလို့သူများအပြစ်ကိုကြတော့လွှင့်တတ်ပေမလို့ကိုယ့်ရဲ့အပြစ်ကိုကြတော့ဘာလို့ထားတော့နဲ့ဥမာနဲ့ပဲပြောတယ်မြတ်စွာဘုရားကဟုတ်လားတတ်တော်တယ်စင်လဲကောက်ကျက်သောငှက်မှုတ်ဆိုးသည်ကလိန်မိမိကိုယ်ကိတဝါဝါတိခတ်တဲ့တည့်ရွက်တွေနဲ့ဖုံးအုပ်ထားတဲ့ကဲ့သို့အတ္တနောမိမိရဲ့ပဏအတ္တနောပဏမိမိရဲ့အပြစ်ကိုကြတော့စာရတိပုံလွှမ်းထားတယ်ကိုမကောင်းတဲ့အချက်ကိုကြတော့ဘာလို့ထားတော့ပုံလွှမ်းထားတယ်တဲ့တော်ထဲမှာနောက်ငှက်ခတ်မုတ်ဆိုးတွေရှိတယ်ဟုတ်လားအဲ့ဒီငှက်ခတ်မုတ်ဆိုးတွေကငှက်တွေသာသမင်တွေကသူတို့ကိုမမြင်အောင်သူတို့ကိုသူတို့ကြတော့ဘာလို့ထားတော့နော်ခြုံထဲမှာတချို့ပုံနေတာရှိတယ်တချို့ကြတော့လည်းပဲပြင်ဘက်မှာတကူလုံးကိုတစ်ခက်တွေတစ်ရွက်တွေရှုစီးပြီးတော့သူကသူတစ်ခက်ကြီးတစ်အုံကြီးလို့ထင်အောင်လှုပ်ထားတာပေါ့နော်အဲ့ဒါကိုမြတ်စွာဘုရားဥမာပေးတာနောက်လှည့်စားကောက်ကျစ်တဲ့ငှက်မှုတ်ဆိုအောင်ကိုတစ်ခက်တစ်ရွက်တွေနဲ့ဖုံးအုပ်ထားသလိုမျိုးလောကမှာတချို့သောပုဂ္ဂိုလ်တွေဟာအများစုပါပဲလေတချို့သောလို့တောင်ပြောရတာကနည်းနည်းနေဟုတ်လားအများစုကတော့ကိုယ့်အပြစ်ကိုမလုပ်ထားတော့အုံလွန်တာတယ်သူတော်ရဲ့အပြစ်ကိုကြတာဘာလို့တော့ဖွဲပြာများကိုလေးလာရာမှာလွှင့်ကျဲပြီးတော့ကစားကြတဲ့ကလေးတွေသူများရဲ့အပြစ်ကိုကြတော့ဖြန့်တတ်တယ်လွှင့်တတ်တယ်ဒါလောကကြီးရဲ့သဘောပဲဟုတ်လားအဲ့ဒီကထာကိုမြတ်စွာဘုရားဘာပြုလို့ဟောတာတုံးဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကအလွန်ထင်ရှားတဲ့တထေးကြီး9ဦးဆိုတာပေတရုကြားဖို့မှာပါအဲ့ဒီတထေးကြီး9ဦးတွေကမင်းတကတထေးဆိုတာရှိတယ်ဝိသခကျောင်းမကြီးရဲ့အဖိုးအေပေါ့နော်အဲ့ဒီမင်းတကတထေးကြီးကအလွန်တရာမှချမ်းသာတနေ့တော့ကျွတ်ချိန်တန်တဲ့အချိန်လို့ဆိုကြပါစို့မြတ်စွာဘုရားရှိရာကိုဖူးမြော်မယ်ဆိုတော့သူလာတာအဲ့ဒါလို့လာတာတော့လမ်းမှာနော်အယူဝါဒမတူကြတဲ့ဒိဋ္ဌိတက္ကရောနေနဲ့တွေ့တော့ဘယ်သွားမလို့တထေးကြီးကိုမေးတော့တထေးကြီးကမြတ်စွာဘုရားကြီးကိုသွားပြီးတော့ဖူးမြော်မလို့အဲ့လိုမျိုးပြောတော့သူတို့ကဘာပြောတော့ဆိုတော့မြတ်စွာဘုရားရဲ့အဖြစ်ကိုပြောတာပေါ့နော်တထေးကြီးတဲ့ယဟန်ဂေါတမဟာကောင်းမှုကိုပြုเสียမလိုဘူးလို့ဒီလိုဟောတဲ့အယူဝါဒရှိတယ်ဒါကြောင့်ဒီလိုပုဂ္ဂိုလ်မျိုးရဲ့ဓမ္မသွားပြီးတော့စိတ်ကချင်းအပြင်တင့်အတွက်ဘာမှအကျိုးမရှိဘူးဒါကြောင့်မသွားသင့်ဘူးဒါကတက်မြတ်စွာဘုရားကိုဆွဆွဲတာပါဟုတ်လားမြတ်စွာဘုရားကိုဘယ်လိုပြောတာတော့ကောင်းမှုကိုမပြုရဘူးလို့တားမြစ်တဲ့အယူဝါဒရှိတယ်လို့အဲ့လိုမြတ်စွာဘုရားကိုဆွဆွဲတာတကယ်စင်စစ်မြတ်စွာဘုရားမှာအဲ့ဒီလိုမျိုးဟောပြောခြင်းအယူဆမရှိပါဘူးဒါပေမဲ့လို့အဲ့ဒီမင်းကတထေးကြီးကအဲ့ဒီဒိဋ္ဌိတက္ကသိုလ်တို့ရဲ့နောက်တားမြစ်ချက်ကိုမတိကျိုးကြုံပြုတ်ပြီးတော့မြတ်စွာဘုရားကြီးကိုသူအရောက်သွားတာပါပဲဟိုရောက်တော့မြတ်စွာဘုရားဟောပြတဲ့တရားဒေသနာကိုနားပြီးတော့သောတပတ္တိမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတယ်လို့ဆိုကြပါစို့အဲ့လိုရပြီးတဲ့အခါမှာမြတ်စွာဘုရားကိုသူလျှောက်တယ်မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်မြတ်စွာဘုရားကြီးလာတော့ကလမ်းမှာအဲ့ဒီဒိဋ္ဌိတက္ကသိုလ်နေနဲ့တွေ့တော့သူတို့ကမြတ်စွာဘုရားကြီးကိုသွားမယ်မှန်သိတဲ့အတွက်ကြောင့်တပည့်တော်ကိုမြတ်စွာဘုရားရဲ့မကောင်းတဲ့အကြောင်းတွေကိုပြောပြီးတော့တပည့်တော်ကိုတားမြစ်ကြတယ်အဲ့လိုလျှောက်တော့မြတ်စွာဘုရားကဒီဂါထာလေးကိုဟောပြတာတခါကြီးလောကကြီးမှာလူအများစုဟာသူတို့ရဲ့အပြစ်ကိုကြတော့မြင်လွယ်ကြတယ်ကိုယ့်ရဲ့ကြီးကျယ်တဲ့အပြစ်ကိုကြတော့မမြင်နိုင်ကြဘူးသူများရဲ့အပြစ်ကိုကြတော့ဖွဲပြလို့လွှင့်ကျဲတတ်ကြတယ်ကိုယ့်ရဲ့အပြစ်ကိုကြတော့နောက်ငှက်မှုတ်ဆိုးများမိမိကိုယ်တစ်ခက်တည့်ရွက်တွေနဲ့အုပ်ထားသလိုမျိုးကိုယ့်ရဲ့အပြစ်ကိုကြတော့မလုပ်ထားတော့ပုံကွယ်ထားကြတယ်ဆိုပြီးတော့အဲ့ဒါအရိကာထာလေးကိုမြတ်စွာဘုရားဟောတာဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဿကောင်းတော်ကောင်းတို့မမြင်ရမယ့်အပြစ်ဆိုတာဘာကိုပြောတာတော့သူတော်ဘာရဲ့အပြစ်ကိုပြောတာနော်အများသောအားဖြင့်ကိုယ့်ရဲ့အတွေးထဲမှာသူတော်ဘာမကောင်းတဲ့အကြောင်းလေးတွေကိုတွေးမိပြီးတော့အကုသိုလ်ဖြစ်နေရတာတွေအချိန်ကာလအများကြီးရှိမယ်လို့ထင်တယ်နော်အများစုမှာအဲ့ဒါတွေမရှိဘူးလားရှိတယ်နော်စောတော်ကတရားဏိဒံစသခြင်းတုန်းကဦးဇင်းပြောကြတာလေးသတိထားမိမယ်ထင်ပါတယ်လူဘဝကြီးမှာအလုပ်တစ်ခုလုပ်ခြင်းလည်းလုပ်နေမယ်သို့မဟုတ်ပြောရင်လည်းပြောနေမယ်သို့မဟုတ်တွေးခြင်းလည်းတွေးနေမယ်တစ်ခုခုတော့ဖြစ်နေမယ်နော်အဲ့ဒီကံသုံးပါးထဲမှာဘယ်ကံဟာအဖြစ်များဆုံးဖြစ်မလို့မနောကနော်မနောကနော်စိတ်နဲ့တွေးနေတာနော်ပြောတယ်ဆိုတာလည်းပဲအတွေးကနေတစ်ဆင့်
ပေါက်ဖွာလာတယ်လို့ဆိုနိုင်ပါတယ်လှုပ်တယ်ဆိုတာလည်းအဲ့ဒီအတွေးကနေတစ်ချက်ဖြစ်ပေါ်လာတယ်လို့ဆိုနိုင်ပါတယ်အတွေးဟာအလွန်တရာမှအဓိကကြတယ်ဟုတ်လားကိုတွေးတယ်လို့လှုပ်ကြတာကိုတွေးတယ်လို့ပြောကြတာဟုတ်လားဒါကြောင့်ဒီအတွေးတွေနဲ့အချိန်ကုန်နေတဲ့ကိုယ့်ရဲ့ဘဝကိုပြန်ပြီးတော့အကဲခတ်တတ်ဖို့လိုတယ်ငါဘာတွေတွေးနေတာတော့များသောအားဖြင့်တော့သူများမကောင်းကြောင်းတွေကိုတွေးကြတာသူများရဲ့အပြစ်တွေကိုထိုင်ပြီးတော့တွေးကြတာတွေးရုံတွေးတာတွေကများလာပြီဆိုတော့ဒီတိုင်းမအောင်နိုင်တော့ဘူးအဲ့ဒီကြတော့ဘာလို့တော့ပြောမှာပေါ့ဟုတ်လားပြောပြီးဆိုရင်ဘာဖြစ်ပြီတော့ဖွဲပြာတွေလွှင့်ကျဲတယ်လို့သူများအပြစ်တွေကိုလွှင့်ညတော့တာကျဲကြတော့လားဟုတ်တယ်မဟုတ်လားကိုယ့်အပြစ်ကိုကြတော့ဘုံကွယ်ထားတယ်နော်ဒါဟာကောင်းတဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်တို့ရဲ့အမှုအကျင့်မဟုတ်ဘူးလို့နားလည်ပြီးတော့မြတ်စွာဘုရားကသူတော်ဘာရဲ့အပြစ်တွေကိုအဲ့လိုမျိုးပြောတာတွေတွေးတာတွေကိုမလိုလားဟုတ်လားဒါပေမဲ့စကားကတော့မြတ်စွာဘုရားကတော့မကြံအောင်ပြောတာနော်ဝိတ်ကိုဥတည်ပြီးတော့ပြောဆိုဆုံးမလို့တဲ့စိတ်နဲ့သူတော်ဘာရဲ့အပြစ်ကိုပြောတာကိုတော့အပြစ်တင်လို့မရဘူးတဲ့ဟောအဲ့ဒီစကားကိုတော့လည်းပဲခြံထားလို့မရတော့အနေသူများအပြစ်ကိုမပြောရဘူးသူများအပြစ်မတွေးရဘူးဆိုရင်မိဘတွေဆရာသမားတွေကစပြီးတော့တပည့်တွေရဲ့အပြစ်ဘာလို့ပြောတာတုံးသားသမီးတွေရဲ့အပြစ်ကိုဘာလို့ပြောတာတုံးလို့စောတကတက်မှာဆိုလို့ဟုတ်တယ်မို့လားစိတ်ကောင်းနှလုံးကောင်းနဲ့နားလည်သေးခြင်းလို့သိသေးခြင်းလို့မမှားတဲ့တာမမှားရအောင်ကောင်းရမွန်ရဖြစ်အောင်ဆိုပြီးတော့မုံမြတ်တဲ့စိတ်ဓာတ်နဲ့လမ်းကြောင်းတဲ့ပေးတာကိုတော့ဒီလူတွေဟာအပြစ်မြင်တတ်တဲ့လူတွေလို့သူတို့ကိုအပြစ်တင်လို့မရတော့ပေါ့ရဲ့လားအခုပြောနေတာကဘာလဲနေရင်ထိုင်ရင်နဲ့ဘာမှအကျိုးမရှိဘဲနဲ့သူများအပြစ်ကိုပဲထိုင်စင်သာအကုသိုလ်ပွားပြီးတော့ဘာမှအကျိုးမရှိတဲ့အတွေးတွေနဲ့ကိုပူလောင်ပင်ပန်းအောင်ညှင်းဆဲနေကြတဲ့ပုံကိုယ်တွေအတွက်သာရည်ရွယ်ပြီးတော့ပြောတာဟုတ်လားအဲ့ဒီလိုဆိုရင်တော့မြတ်စွာဘုရားပြောတော့အာသောတရားတွေပဲတိုးလာလိမ့်မယ်စစ်မှန်တဲ့ချမ်းသာဒုက္ခနဲ့တော့ဘာဖြစ်နေမလို့ဝေးကွာနေလိမ့်မယ်ဒီလိုဟောတာဒါကြောင့်ဒီနေရာမှာဦးဇင်းတို့သူတော်ဘာရဲ့အပြစ်ကိုမြင်ခြင်းသူတော်ဘာရဲ့အပြစ်ကိုအပြစ်ကတော့မြင်ဖို့ဟာလွယ်ပါတယ်ဟုတ်လားဒါပေမဲ့လူဆိုတာကအပြစ်တွေနဲ့ကြီးတိဆောက်ထားတာမဟုတ်မကောင်းတာတွေကြီးစုဝေးနေတာမဟုတ်ကိုကကြည့်တဲ့မြင်တဲ့မယ်ဆိုလို့ရှိရင်ကောင်းတာတွေလည်းပဲလူတိုင်းမှာသူ့အတိုင်းတာနဲ့သူတော့မရှိဘူးလားကောင်းတာကိုမြင်ခြင်းတယ်ဆိုရင်လည်းမြင်လို့ရပါတယ်မမြင်ရဘူးလို့တမ်းပြထားတာမရှိဘူးဒါပေမဲ့ခက်တာကတခါမှတော့ဦးတို့ရဲ့နော်ဘဝင်မကျတတ်တဲ့စိတ်ကလေးအပြစ်မြင်တတ်တဲ့ဝါသနာလေးကရှိနေတော့ကောင်းတာနဲ့မကောင်းတာနောက်တစ်ခုတွေ့လာတဲ့အချိန်မှာဘာကိုပဲဦးစားပေးပြီးတော့မြင်မိနေတော့မကောင်းတာကိုပဲဦးစားပေးပြီးတော့မြင်တယ်မကောင်းတာမြင်ရင်ဘာဖြစ်မယ်ထင်တော့ဒေါသဖြစ်မှာပေါ့စိတ်တိုင်းမကြမကျေနပ်ဘူးဟုတ်တယ်မဟုတ်လားကောင်းတာမြင်ရင်တော့ဘာဖြစ်မယ်တော့ကောင်းတာမြင်ရင်တော့ဆန့်ကျင်ဘက်မေတ္တာဖြစ်လိမ့်မယ်ကောင်းကွက်ကိုမြင်ရင်မေတ္တာဆိုတာဖြစ်လာတာဆိုးကွက်ကိုမြင်လို့ရှိရင်တော့ဒေါသဆိုတာဖြစ်လာတာဒါနားလည်ဖို့လိုတယ်နော်ငါဘလို့မြင်တာလဲဆိုတာငါဘလို့စိတ်ကြီးဆက်ဖြစ်မှာလဲဆိုတာရဲ့အဖြေပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဿပေါင်းတော့သူတော်ရဲ့အပြစ်ကိုမမြင်အောင်ကြိုးစားရမယ်ဟုတ်လားမြင်မိတော့လည်းပဲဒါကိုထက်ကစဉ်းစားမနေမိအောင်ကြိုးစားရမယ်ကောင်းတာတွေလည်းရှိတယ်ကောင်းတာတွေကိုမြင်တတ်တဲ့အလေးအကျင့်လေးကိုအစားထိုးဖို့မလိုဘူးလားလိုတယ်အရင်တို့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောခဲ့တဲ့ဒေသနာလေးတစ်ခုရှိတယ်ဘလောက်ထိမထေရမြတ်ကြီးကတတ္တဝါတွေရဲ့ကောင်းခွက်ကိုမြင်စေခြင်းတယ်လေဆိုတာလေးဥမာပေးထားတာအရင်သဘောကျတယ်ကောင်းတယ်အဲ့ဒီထဲမှာတော့ဥမာ9ချက်ပေးထားတာအဲ့ဒါဥစဉ်2ချက်လောက်ပြောကြည့်နော်ဆိုကြပါစို့တဲ့ရှေးတုန်းကပန္နကူဒူတင်ဆောင်ကြတဲ့ရဟန်းတွေဆိုတာရှိတယ်ဒီခေတ်ကတော့နည်းနည်းနှဲသွားပြီပေါ့နော်ပန္နကူသင်္ကန်းဆိုတာကအခုခေတ်လိုအရန်နဲ့ချုပ်ပြီးသားပြုတ်ပြီးသားလမ်းပေါ်တော့ပြစ်ထားတာမျိုးမဟုတ်ဟုတ်လားတင်ကြံကုန်းမှာလူသေးကောင်းတွေကိုပတ်ထားတဲ့ပြစ်ထားတဲ့အဝတ်တွေရှိတယ်အမိုက်ပုံမှာဆွန့်ပစ်ထားတဲ့အဝတ်တွေရှိတယ်ဟုတ်လားအဲ့ဒီလိုဘယ်သူမှမသုံးတော့တဲ့ဆွန့်ပစ်ထားတဲ့အဝတ်အဟောင်းအနွမ်းတွေကိုရှာပြီးတော့အဲ့ဒီတဲကမှကောင်းတာလေးကိုဖြတ်တောက်ယူပြီးတော့မကောင်းတာတွေဆွေးနေတာတွေစုပ်ပဲ့နေတာတွေညစ်ပေးနေတာတွေကိုဆွန့်ပစ်ပြီးတော့သုံးလို့ရမှလေးကိုပဲလက်ဝါးစာလောက်ပဲရနောက်တပေလောက်လေးပဲရ1000လောက်ပဲရအဲ့ဒါလေးကိုဖြတ်တောက်ပြီးတော့ရသမျှလေးကိုအကုန်လုံးစိတ်ရှိလက်ရှိဆက်ရက်ဖာထေးပြီးတော့အဲ့ဒါကိုတစ်ခေါက်ဆိုးပြီးတော့ဝေရတဲ့သင်္ကန်းမျိုးကိုဘာခေါ်တော့ပန္နကူသင်္ကန်းဟုတ်လားအဲ့ဒီပန္နကူသင်္ကန်းရှာတဲ့ယဟန်နဲ့ဥမာပေးတယ်အထေကြီးကနော်ပန္နကူသင်္ကန်းရှာတဲ့ယဟန်ဟာဆိုကြပါစို့အဝိစုပ်ကလေးတစ်ခုရလာပြီဆိုရင် तू ဘာယူမလို့ကောင်းတာကိုပဲယူရမှာနော်ဆွေးနေတာကို तू ယူလို့မရဘူးထက်ချုပ်လို့မရ
ဆွေးနေတဲ့အပိုင်းတချို့ဆိုရင်အရန်ညစ်ပတ်ပြီးတော့ဘလို့မှစေကြောလို့မရတော့တဲ့အပိုင်းအရန်စုပ်ပဲ့နေတာမျိုးဒါမျိုးလဲယူလို့မရအောင်ဟုတ်လားအဲ့တော့ကိုယ့်အတွက်သုံးလို့ရမယ်အသုံးဝင်မဲ့ကောင်းတာလေးကိုပဲရွေးချယ်ပြီးတော့ဖြတ်တောက်ပြီးတော့ယူငင်ရတယ်အဲ့ဒီလိုပဲလူတစ်ယောက်ရဲ့အကြောင်းကိုစဉ်းစားတဲ့နေရာမှာလူတိုင်းပုထုဇဉ်တွေဆိုတော့ကောင်းတာတွေရောမကောင်းတာတွေရောရောကတော့ကောရောမနေဘူးလားရောနေတယ်အဲ့ဒါလို့ဆိုလို့ရှိရင်ကိုယ့်အတွက်နော်အကျိုးရှိတဲ့မွန်မြတ်တဲ့နော်ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့စိတ်ဓာတ်မျိုးဖြစ်ဖို့ဆိုလို့ရှိရင်မကောင်းတာကိုတွေးလို့မဖြစ်ဘူးဟုတ်လားကောင်းတာကိုတွေးတတ်ဖို့မလိုဘူးလားနော်ကောင်းတဲ့အချက်ကိုတွေးမိဖို့လိုတယ်နော်အဲ့လိုကောင်းတာလေးကိုရွေးချယ်ပြီးတော့မြင်ပြီးတော့အဲ့ဒီလူရဲ့အပေါ်မှာဖြစ်နေတဲ့နော်ရံညိုးတွေမကောင်းတဲ့စိတ်တွေဒေါသတွေအာဃာတတွေကိုနည်းအောင်ကြိုးစားရမယ်မေတ္တာဓာတ်တွေတက်ဝင်နိုင်အောင်ကြိုးစားရမယ်လို့ဝိထေကြီးကဆုံးမနောက်တစ်ချက်ကဘာပြောတော့နောက်တစ်ချက်ပြောတာကတောထဲမှာရေငတ်လို့ရေစားလို့ရေလိုက်ရှာနေတဲ့လူတစ်ယောက်ဟုတ်လားရေလိုက်ရှာနေတဲ့လူတစ်ယောက်တွေ့ပြီရေကန်ကြီးတစ်ကန်တွေ့ပြီတွေ့တဲ့အခါကျတော့ရေကန်ကဘလို့ဖြစ်နေတော့နော်ရေမော်တွေဖုံးလွှမ်းထားတယ်နော်ရေကန်ကဘာဖြစ်နေတယ်ရေမော်တွေဖုံးလွှမ်းထားတယ်အဲ့တော့အကုန်လုံးစိမ့်ပြီးတော့ရေတွေကဖုံးလွှမ်းရေမော်တွေဖုံးလွှမ်းထားတော့ဒီတိုင်းတောက်လို့မရအဲ့တော့ဘာလို့တုံးဆိုတော့ရေတောက်ချင်တဲ့ပုဂ္ဂိုလ်ကအဲ့ဒီရေမော်တွေကိုလက်နဲ့ဘာလုပ်ရမလို့ဖယ်ရမယ်ပေါ့နော်ဖယ်ပြီးတော့အဲ့ဒီရေမော်တွေဘေးမှာရှဲသွားပြီဆိုတော့မှကြည်လင်းနေတဲ့ရေကိုခတ်ပြီးတော့တောက်ရမယ်အဲ့ဒီရေမော်တွေကိုမဖယ်ဘဲနဲ့တခါတည်းတောက်ချလိုက်မယ်ဆိုလို့ရှိရင်ဓာတ်တို့အန္တရာယ်ရှိနိုင်တယ်ဟုတ်လားအဲ့ဒါလိုပဲပဝန်းကျင်ရဲ့အနေအထားတွေကိုယ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့အကြောင်းကိုစဉ်းစားတဲ့နေရာမှာမကောင်းတာတွေကိုဖယ်ပြီးတော့ကောင်းတာတွေကိုရွေးချယ်ပြီးတော့စဉ်းစားတတ်ဖို့လိုတယ်ဟုတ်လားမကောင်းတာရှိလို့မကောင်းတာကိုစဉ်းစားနေမယ်ဆိုရင်ဘာမှအကျိုးကောင်းတဲ့ဘက်ကတော့အကျိုးထူလာမှာမဟုတ်ကိုယ်သာလင်မကျင်တတ်တဲ့ဒေါသတွေဖြစ်လာမယ်ကိုကဒေါသဖြစ်မယ်ဆိုရင်လည်းတစ်ဖက်လူကဘာတွေနဲ့မဲ့တုံ့ပြန်မှာတော့ဒေါသနဲ့မဲ့တုံ့ပြန်မှာသူ့အတွက်လည်းဘာမှကောင်းတဲ့ဘက်မှာဖြစ်လာကြအကြောင်းမရှိနှစ်ဦးနှစ်ဖက်ဆိုးဝါးသွားစေအကြောင်းသာရှိတယ်ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့အကောင်းဆိုးတွန်တွဲနေတဲ့လူလောကကြီးမှာကောင်းတာလေးတွေကိုရွေးချယ်ပြီးတော့မြင်တတ်ဖို့လိုတယ်နောက်ဆိုးတာတွေကိုမဆိုးဘူးလို့လှုပ်လိုက်တာမဟုတ်ဘူးနော်သူဆိုးတာကိုကောင်းတယ်လို့လှုပ်တွေးနေတာမဟုတ်ဘူးဆိုးတာကိုဆိုးတယ်လို့နားလေတယ်ဒါပေမဲ့အဲ့ဒါကိုအပြစ်တင်နဲ့စိတ်နဲ့ဒါမကောင်းဘူးဆိုးလိုက်တာဆိုတဲ့သဘောမျိုးနဲ့မခံစားဘူးဆိုးတာကိုနားလေတယ်ဒီနေ့မှာပိဿပေါင်းတော်တို့ပုဂ္ဂလဒိဋ္ဌံဓမ္မဒိဋ္ဌံဆိုတဲ့စကားလေးကိုတော့နည်းနည်းပြောမှဖြစ်မယ်ဟုတ်လားဆိုကြပါစို့လူတယောက်ဆိုးတယ်ဆိုတာဘယ်အစိတ်ပိုင်းကဆိုးတာတော့ကောင်းတယ်ဆိုတာလဲဘယ်ရာကကောင်းတာတော့စဉ်းစားတတ်ဖို့လိုတယ်တမန်အဖြစ်တော့ဒကာဓမ္မတို့အရှင်တွေကဆိုးတယ်ဆိုရင်ဒီလူဆိုးလိုက်တာကောင်းတယ်ဆိုရင်လည်းဒီလူကောင်းလိုက်တာလုံးပြီးတော့ချတာဆိုးတာလည်းလိုပဲကောင်းတာလည်းလိုပဲဒီလိုတွေးတယ်နော်တကယ်မြတ်စွာဘုရားကအဲ့လိုမမြင်စေခြင်းဘူးဟုတ်လားဆိုးတာဘာကဆိုးလဲဆိုရင်မကောင်းတဲ့စိတ်ကဆိုးတာတဲ့ပြောရင်လောဘဒေါသမောဟကဆိုးတာကောင်းတာဘာကကောင်းလဲလို့မေးရင်ကောင်းတဲ့စိတ်တွေကကောင်းတာတဲ့ပြောရရင်အလောဘအဒေါသအမောဟတွေကကောင်းတာစဉ်းစားနော်ဆိုကြပါစို့ဦးဇင်းတို့လူငယ်လေးတွေအတွက်ထင်ရှားတဲ့ဥမာလေးတစ်ခုပြောပြမယ်နော်ဒီဘန်ကွက်ကလေးထဲမှာနော်အဖြောရည်အစိမ်းရောင်ရှိတဲ့အဖြောရည်ထည့်မယ်ဆိုရင်အဝေးကကြည့်ရင်ဘန်ကွက်ကလေးကအစိမ်းလေးပေါ့နော်အဝါရောင်ရည်ရှိတဲ့အဝါရောင်ရှိတဲ့အဖြောရည်ထည့်မယ်ဆိုရင်ဘန်ကွက်ကလေးကအဝါလေးပေါ့တကယ်ဖန်ခွက်ကဝါတယ်လို့လည်းမရှိဘူးစိမ့်တယ်လို့လည်းမရှိဘူးဖန်ခွက်ထဲထည့်ထားတဲ့အဖြောရည်ကြောင့်သာလဲစိမ့်တယ်လို့ထင်ရတယ်ဝါတယ်လို့ထင်ရတယ်ဒါကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကဖန်ခွက်ကအဝါပဲဖန်ခွက်ကအစိမ့်မဲလို့ပြောရင်မှန်တယ်လို့ဆိုနိုင်မလားမဆိုနိုင်ဘူးအဲ့လိုပဲလူတစ်ယောက်ဟာတော့ကောင်းတယ်ဆိုတယ်လူဟာကောင်းတယ်လူဟာဆိုတယ်ဆိုရင်ဒါဒီပုဂ္ဂလဒိဋ္ဌံစကားပြောရရောက်တယ်ဒီဥစ္စာကသူကလူဟာကောင်းတယ်လို့ပြောလို့ရှိရင်မြောက်ပင့်ရရောက်တယ်တဲ့လူဆိုးတယ်လို့ပြောရင်နှိမ့်ချရရောက်တယ်ဆိုကြပါစို့ဘယ်သူကသိဆိုးတာပဲလို့ပြောရင်အဲ့ဒါနှိမ့်ချရရောက်တယ်ဘယ်သူကသိကောင်းတာပဲလို့ပြောရင်မြောက်ပင့်ရရောက်တယ်အဲ့ဒီမြောက်ပင့်ခြင်းနှိမ့်ချခြင်းဆိုတဲ့အစွန်းကိုမနှင်းရဘူးတဲ့အဲ့ဒါကဦးဇင်းတို့အရဏဝိပင်ကတုတ်တံမှာမြတ်စွာဘုရားဟောတာရှိတယ်အဲ့လိုဆိုရင်ဘာပြောရမလို့ဘလို့ပြောရမလို့ဓမ္မဒိဋ္ဌံကြံပြောရမယ်မကောင်းတဲ့အကုသိုလ်တွေကအလွန်ဆိုးတာပဲကောင်းတဲ့ကုသိုလ်တွေကအလွန်ကောင်းတာပဲတနည်းအားဖြင့်မကောင်းတဲ့စိတ်တွေကဆိုးလိုက်တာကောင်းတဲ့စိတ်တွေကကောင်းလိုက်တာဒါဆိုလို့ရှိရင်လုံးဝအစွန်းလွတ်သွားတယ်မှန်လဲမမှန်ဘူးလားမှန်တယ်
ဒါကြောင့်အပြစ်မြင်တတ်မယ်ဆိုရင်ပုဂ္ဂိုလ်ကိုမမြင်သင့်ဘူးဘာကိုမြင်သင့်တော့ဓမ္မကိုမြင်သင့်တယ်နော်ဘာကဆိုးနေတာတော့သူ့ရဲ့လောဘတွေကြောင့်ဆိုးနေမယ်သို့မဟုတ်ဒေါသတွေကြောင့်ဆိုးနေမယ်သို့မဟုတ်မောဟမတိမိုက်မှားမှုတွေကြောင့်ဆိုးနေမယ်လောဘဒေါသမောဟကိုအပြစ်မြင်မယ်ဆိုရင်တော့ပိဋကရဲ့တည့်သွားပြီဗျနောက်ပိုင်းပြောမဲ့မြင်တင်သောအပြစ်ဆိုတာတဲ့ကိုတွားပြီးတော့အကျုံးဝင်သွားပြီခုခက်နေတာကဒကာမတို့ဦးဇင်းတို့မြင်နေတာကလောဘဒေါသကိုအပြစ်မြင်တာလားမဟုတ်ဘူးပုဂ္ဂိုလ်တ attva လူကြီးကိုအပြစ်မြင်နေတာဟုတ်လားလူကိုအပြစ်မြင်တဲ့အခါကျတော့ဘာဖြစ်မလို့ကိုယ်မှဒေါသတွေဖြစ်လာအဲ့ဒီဒေါသနဲ့ကိုယ်ကပြောမယ်နော်ဆက်ဆံမယ်ဆိုရင်သူကလည်းဘာနဲ့တုံ့ပြန်အဲ့ဒါမျိုးတွေပဲထွက်လာမှာနော်ဒါအလွန်မလိုလားအပ်တဲ့အရာတွေပဲဆက်ပြီးတော့ဖြစ်သွားမယ်ဟုတ်ရဲ့လားဒါကြောင့်အပြစ်ကိုမတိလို့နားမလဲလို့မမြင်တာမဟုတ်ဟုတ်လားနားလည်မှုရှိတယ်သို့တော့ကောင်းတာကိုပဲရွေးချယ်ပြီးတော့နှလုံးသွင်းမယ်ဆိုတဲ့စိတ်တည်ကိုယ့်ရဲ့ဘာကိုဖြစ်စေနိုင်တော့မေတ္တာကိုဖြစ်စေနိုင်တယ်ဒါကြောင့်အလွန်အဆင့်တန်းရှိတဲ့အေဂျင့်နဲ့ဆက်ဆံရေးမျိုးကိုရကျင်နေဆိုလို့ရှိရင်ပတ်ဝန်းကျင်ရဲ့ပုံမှာတတ်နိုင်တဲ့များအပြစ်မြင်စိတ်နေအောင်ကြိုးစားရမယ်အကောင်းမြင်စိတ်များအောင်ကြိုးစားရမယ်တကယ်ကိုကမြင်တတ်မယ်ဆိုရင်လည်းအကောင်းကတော့မရှိဘူးမဟုတ်ပါဘူးရှိပါတယ်သို့တော့ကိုကလည်းပဲပုထုတင်သဘာဝစောတော်တုန်းကပြောခဲ့တဲ့ဒေသနာတွေအတိုင်းသူများအပြစ်ကြတော့အလွန်မြင်လွယ်တယ်ကိုအပြစ်ကြတော့အလွန်မြင်ခဲ့တယ်ဒီလိုဖြစ်နေတာဟုတ်လားအဲ့ဒီတော့ဆက်ဆံရေးတွေကကိုယ့်ဘက်ကလည်းပဲမှားယွင်းတာတွေမရှိဘူးလားရှိတယ်ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့နော်မြင်တင်သောအပြစ်ဆိုတာကိုဘယ်လိုနားလည်မလို့သူတော်ဘာရဲ့မမြင်တင်သောအပြစ်ဆိုတာဘယ်လိုနားလည်မလို့သူတော်ဘာရဲ့အပြစ်လို့ဒီလိုနားလည်ရမယ်ဟုတ်လားသူတော်ဘာရဲ့အပြစ်ကိုမြင်ခြင်းအဖြစ်ကိုမှလည်းပဲအကျိုးမရှိဘူးအကျိုးမရှိုံမျှမကဘဲနဲ့အကျိုးမဲ့တွေတောင်မဖြစ်ဘူးလားဖြစ်တယ်ဟုတ်ရဲ့လားအေးဒါကတော့ဦးဇင်းတို့မမြင်တင်သောအပြစ်ပေါ့နော်တို့ပြောရရင်သူတော်ဘာရဲ့အပြစ်ကိုမမြင်မိအောင်ကြိုးစားရမယ်ကောင်းတာကိုမြင်တတ်အောင်ကြိုးစားရမယ်အဲ့လိုဆိုရင်မြင်တင်သောအပြစ်ကပါလေစောတော်ကဏိဌာန်မှာနည်းနည်းတော့ပြောခဲ့ပြီနော်မြင်တဲ့အပြစ်ကိုကြတော့ဦးဇင်းတို့2မျိုးလောက်ပိုင်းပြီးတော့ပြောကြည့်မယ်ဟုတ်လားမြင်တဲ့အပြစ်နံပါတ်1ကဘာလို့ဆိုတော့အကုသိုလ်တရားတို့ရဲ့နော်ဆိုကြိုးဆင်းရဲဒုက္ခကိုဖြစ်စေနိုင်တဲ့သူတို့ရဲ့အပြစ်အနာစာတွေကိုမြင်တတ်ရမယ်နော်တဲ့ပြောရရင်လောဘဒေါသမောဟတို့ရဲ့အပြစ်ကိုမြင်တတ်ရမယ်ဟုတ်လားဒီနေရာမှာဦးဇင်းတို့ဒီလောဘဒေါသမောဟတို့ရဲ့အပြစ်ကိုပိဋကပေါင်းသူတော်ကောင်းတို့ကိုနည်းနည်းလေးဓမ္မဘုဒ္ဓဖြစ်အောင်မြတ်စွာဘုရားမူလပါဏာတပါဠိတော်မှာဒွေတာဝိတကသုတ်တံဆိုသုတ်တံလေးတစ်ပုဒ်ဟောထားတာရှိတယ်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားကဒီမကောင်းတဲ့အတွေးတွေပေါ့နော်မကောင်းတဲ့အတွေးဆိုတာကကာမဂုဏ်ရဲ့အပေါ်မှာလိုလားတဲ့လောဘနဲ့တွေးနေတဲ့အတွေးမျိုးပေါ့နောက်တစ်စုံတစ်ယောက်ကိုဖျက်ဆီးလိုတဲ့စိတ်ဒေါသနဲ့တွေးတဲ့အတွေးပေါ့နောက်တစ်စုံတစ်ယောက်ကိုညှင်းဆဲလိုတဲ့စိတ်နဲ့တွေးတဲ့အတွေးပေါ့မကောင်းတဲ့အတွေးကိုအကျဉ်းမြင်3မျိုးအဲ့ဒီမှာမြတ်စွာဘုရားပိုင်းခြားပြတယ်ဟုတ်လားလောဘနဲ့တွေးတဲ့အတွေးဒေါသနဲ့တွေးတဲ့အတွေးပေါ့အကျဉ်းမြင်အဖြစ်ဟုတ်လားအကုသိုလ်တွေပါပဲအဲ့ဒီအကုသိုလ်တွေနဲ့အဲ့ဒီအတွေးတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်လိုဟောထားတော့ဆိုတော့အတ္ထဗျာပါရာယပိတံဝတ္တတိပရဗျာပါရာယပိတံဝတ္တတိဥပယထဗျာပါရာယပိတံဝတ္တတိအဲ့ဒီအကုသိုလ်တွေဟာကိုပူလောင်ပင်ပန်းခြင်းကဖြစ်တယ်တဲ့သူတော်ဘာပူလောင်ပင်ပန်းဆင်းရဲဖို့လည်းဖြစ်တယ်တဲ့ဆိုလိုတာကအကုသိုလ်တွေဟာဒါစိတ်ကိုအထက်ကပြောနေတာနော်အဲ့ဒီမဟုတ်တဲ့အစိတ်တွေကိုခြေခံပြီးတော့ပြောတဲ့အဆင့်လုပ်တဲ့အဆင့်ဆိုရင်တော့သူကအတိုင်းထက်အလွန်ပို့ပြီးတော့ဒုက္ခပေးမယ်ပေါ့နော်စိတ်ထဲဖြစ်တာနဲ့ကိုပဲအဲ့ဒါဟာကိုဆင်းရဲစေဖို့သူတော်ဘာကိုဆင်းရဲစေဖို့ဒီလိုအကြောင်းတရားတွေဖြစ်လာတယ်တဲ့အကုသိုလ်ဆိုတာဟုတ်လားအတ္တဗျာပါဒယပိသဝတ္တတိသူတော်ဘာဆင်းရဲမိမိဆင်းရဲဖို့အတွက်လည်းဖြစ်တယ်သူတော်ဘာဆင်းရဲအတွက်ဖို့လည်းဖြစ်တယ်တဲ့ပြီးတော့ဗာပြောတာလေးကိုသဘောကျတယ်ဦးဇင်းကပညာនិရောဓိကောဝိကာတပက္ခိကောအနိဗ္ဗာန်သံဝတ္တနိကောတဲ့ပညာនិရောဓိကောတဲ့မှန်မှန်ကန်ကန်သိတဲ့အသိဉာဏ်ပညာကိုတားမြစ်တတ်တဲ့သဘောလည်းရှိတယ်တဲ့အကုသိုလ်ရဲ့အပြစ်ကိုမြင်တတ်ဖို့ပြောနေတာနော်မှန်မှန်ကန်ကန်မြင်တတ်တဲ့အသိဉာဏ်ပညာကိုမလုပ်တတ်တဲ့တားမြစ်တတ်တဲ့သဘောရှိတယ်တဲ့ဝိကာတပက္ခိကောတဲ့ပင်ပန်းတဲ့အဖို့အစုရှိတယ်တဲ့ဆိုလိုတာကအဲ့ဒီအကုသိုလ်တွေဖြစ်လာရင်ပင်ပန်းလိမ့်မယ်ဆင်းရဲလိမ့်မယ်လို့ပြောတာဟုတ်လားပင်ပန်းလိမ့်မယ်ဆင်းရဲလိမ့်မယ်အနိဗ္ဗာန်သံဝတ္တနိကောတဲ့နိဗ္ဗာန်ဆိုတာကငြိမ်းချမ်းမှုပေါ့နော်အနိဗ္ဗာန်ဆိုတာမငြိမ်းချမ်းဘူးပူလောင်တဲ့ပင်ပန်းတဲ့ငြိမ်းချမ်းမှုအတွက်လည်းမဖြစ်နိုင်ဘူးတဲ့
ဒါကမြတ်စွာဘုရားကယဟန်တွေကိုဟောတာဒီသုတ်တန်လေးကယဟန်တို့တဲ့ငါဘုရားလောင်းဖြစ်တုန်းကနော်အတွေးနှမျိုးနဲ့ငါနေခဲ့ဘူးတဲ့မကောင်းတဲ့အတွေးရဲ့ကောင်းတဲ့အတွေးရဲ့မကောင်းတဲ့အတွေးဆိုတာကအခုပြောလိုက်တဲ့နော်လောဘနဲ့ဆက်ရှင်တဲ့အတွေးဒေါသနဲ့ဆက်ရှင်တဲ့အတွေးပေါ့ဟုတ်လားကောင်းတဲ့အတွေးဆိုတာကအလောဘနဲ့ဆက်ရှင်တဲ့အတွေးအဒေါသနဲ့ဆက်ရှင်တဲ့အတွေးတွေပါပဲအဲ့ဒါမြတ်စွာဘုရားကအဲ့ဒီအတွေးတွေနဲ့တွေးနေတော့မဟုတ်တဲ့အတွေးတွေဟာအဲ့လိုမျိုးကိုဆင်းရဲသေးတယ်သူတစ်ပါးကိုဆင်းရဲသေးတယ်ပညာကိုတားမြစ်တတ်တယ်ပင်ပန်းခြင်းအဖို့ရှုရှိတယ်ငြိမ်းချမ်းဖို့အတွက်မဖြစ်နိုင်ဘူးဒါကိုသိလို့ငါအဲ့လိုစဉ်းစားဆင်ခြင်လိုက်တာနဲ့ကိုပဲအဲ့ဒီမကောင်းတဲ့အတွေ့အကုသိုလ်တွေဟာရပ်တန့်သွားတယ်တဲ့ဒါလေးကိုပိဿတုကိုမှတ်စေခြင်းဟုတ်လားအကုသိုလ်တွေဟာမကောင်းဘူးလို့စဉ်းစားလိုက်တာနဲ့အဲ့ဒီအကုသိုလ်တွေကဘာဖြစ်သွားတော့ရပ်တန့်သွားတယ်တဲ့ဟုတ်တာပေါ့အဲ့ဒါကိုမြတ်စွာဘုရားဥမာလေးနဲ့ပေးတာဆိုရပါစို့တဲ့နွားကြောင်းနဲ့နွားကြောင်းသားကသူ့ရဲ့နွားကသူတို့ရဲ့အခင်းကိုဝင်စားပြီဆိုလို့ရှိရင်သူဘာလုပ်ရမလို့တားမြစ်ရမတားမြစ်ဘူးဆိုရင်အခင်းပိုင်ရှင်ကသူ့ကိုတရားဆွဲခြင်းလဲဆွဲမယ်ဓာရိုက်ခြင်းလဲရိုက်မယ်ရံဖြစ်ခြင်းလဲဖြစ်မယ်ဒုက္ခမပေးနိုင်ဘူးလားပေးနိုင်တယ်အဲ့ဒီလိုအပြစ်တွေကိုမြင်တဲ့အတွက်ကြောင့်သူများရဲ့အခင်းကိုဝင်မစားအောင်နွားကြောင်းသားဟာနွားကိုဘာလုပ်ရမလို့တားရမယ်ဒုံနဲ့ပြည့်ရမယ်ဒါကိုလုတ်ခွင့်မပေးနိုင်ဘူးပေါ့ဟုတ်လားအဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေဟာကိုယ့်ရဲ့စိတ်ကမကောင်းတဲ့အကုသိုလ်တွေဘက်ကိုသက်ဝင်မဲ့ကြံလို့ရှိရင်ဒီမကောင်းတဲ့အကုသိုလ်မကောင်းတဲ့စိတ်တွေဟာဒုက္ခပေးမဲ့အရာတွေပဲလို့စောစောကပြောရတဲ့အတိုင်းသူတို့ရဲ့အပြစ်ကိုမြင်အောင်ကြည့်ရတယ်ပညာကိုတားမြစ်တတ်တယ်ပင်ပန်းဆင်းရဲခြင်းအဖို့ရှုရှိတယ်ငြိမ်းချမ်းဖို့အတွက်မဖြစ်နိုင်ဘူးအဲ့ဒီလိုစဉ်းစားဆင်ခြင်လိုက်တာကိုကအဲ့ဒီအကုသိုလ်တွေကိုမလုပ်တာနော်ရပ်တန့်ပစ်လိုက်တာသဘောပေါက်ရဲ့လားဒါမြတ်စွာဘုရားတိတိကျကျလေးဟောထားတာနော်ကောင်းတဲ့အတွေးတွေမကောင်းတဲ့အတွေးတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီသုတ်တန်ထဲမှာအจิตတင်ဝတ်မြတ်စွာဘုရားအများကြီးဟောတယ်ကောင်းတဲ့အတွေးတွေကိုတွေးနေကြဆိုလို့ရှိရင်လေတဲ့ကောင်းတာတွေပဲဆက်တွေးဖြစ်သွားတယ်အဲ့ဒါလိုကောင်းတာတွေဆက်တွေးဖြစ်သွားရင်မကောင်းတဲ့အတွေးတွေကိုလည်းရပ်တန့်ပြီးသားဖြစ်တယ်တဲ့နော်ဒါတစ်ပိုင်းနော်အဲ့လိုပဲမကောင်းတဲ့အတွေးတွေအရန်တွေးနေကြပြီဆိုရင်လည်းပဲအရှိန်ပါသွားတာပေါ့နော်ပဋ္ဌာန်းလို့ပြောရရင်တော့အတေဝနာပစ္စည်းပေါ့မကောင်းတဲ့အတွေးတွေကိုတွေးနေကြပြီဆိုရင်လည်းမကောင်းတာတွေကြီးအဲ့ဒါဆက်တွေးပြပြီးတော့တစ်ဖက်ကကောင်းတဲ့အတွေးတွေကိုလည်းပဲပိတ်ပင်ရပ်တန့်ထားရရောက်တယ်လည်းကိုယ့်ကိုစဉ်းစားအောင်နော်မကောင်းတာတွေကိုတွေးနေကြနေကြာတော့ဒါကကိုယ့်ရဲ့သဘာဝကြီးဖြစ်သွားတာကိုယ့်ရဲ့နေထိုင်မှုပုံစံကြီးဖြစ်သွားတာတွေးလို့တွေးမှန်းကိုမသိတော့အမြဲတမ်းမကောင်းတာပဲတွေးနေမိကောင်းတာတွေကဘာဖြစ်နေတော့ရပ်တန့်နေတယ်ကောင်းတာတွေဖြစ်ခွင့်မပြုသလိုမျိုးလည်းဖြစ်နေတယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်အောင်တို့ဒီအတွေးတွေအကုသိုလ်တွေကိုဘာလို့ဖို့လို့တော့သတိထားဖို့လို့တယ်သတိထားဖို့ဆိုတာကသူတို့ဟာဒုက္ခကိုဖြစ်စေလိမ့်မယ်ဆိုတဲ့သူတို့ရဲ့အပြစ်ကိုမြင်အောင်စဉ်းစားတတ်ဖို့မလိုဘူးလားလိုတယ်နောက်သူတို့ရဲ့အပြစ်ကိုမြင်လို့ရှိရင်သူတို့ကိုရပ်တန့်ပြီးသားဖြစ်တယ်လို့ဟောထားတာနော်နောက်တစ်ချိန်မှာပင်နိုင်အောင်ကြိုးစားဖို့ဆိုတာကတော့နိမန်လက်မှာစနစ်တကျကြိုးစားရမယ့်ပိုင်းတွေကမရှိဘူးလားရှိတယ်အင်္ဂုတ္တပါဠိတော်ဦးဇင်းတို့တတကနိပတ်ထဲမှာအကုသိုလ်တွေရဲ့အပြစ်တွေကိုမြင်တယ်နောက်ကိုမှဒီလိုစိတ်တွေမကောင်းတဲ့စိတ်တွေဖြစ်တယ်ဆိုတာကိုသိတယ်ဆိုရင်နော်ခေါင်းကိုလောင်နေတဲ့မီးကိုငြိမ်းတဲ့ဝိရိယမျိုးကိုဝတ်ထားတဲ့အင်ကြီးကိုလောင်တဲ့မီးကိုငြိမ်းသက်တဲ့ဝိရိယမျိုးနဲ့အဲ့ဒီအကုသိုလ်တွေကိုရပ်တန့်နိုင်အောင်ပယ်ရှားနိုင်အောင်ကြိုးစားရမယ်လို့အဲ့ဒါလိုလည်းမြတ်စွာဘုရားဟောထားတာရှိတယ်အဲ့တော့အဓိကပြောချင်တာကအဲ့ဒီမကောင်းတဲ့အကုသိုလ်စိတ်တို့ရဲ့အပြစ်တွေကိုမလုပ်ဖို့လိုတော့မြင်တတ်ဖို့လိုတယ်ဒီနေ့မှာဦးဇင်းတို့မကောင်းတဲ့စိတ်တွေရဲ့အပြစ်ကိုမြင်တတ်ဖို့ဆိုတာနဲ့ပတ်သက်ပြီးတော့ဘာကိုကောင်းတဲ့အမှတ်ရအောင်ဆိုတော့ဦးဇင်းတို့မကြာခဏဟောဘူးတဲ့ဇတ်တော်လေးတစ်ပုဒ်ရှိတယ်ကဏ္ဍဇတ်တော်ဆိုတော့တချို့နာဖို့ကောင်းနာဖို့လိမ့်မယ်နောက်သူတော်ကောင်းတို့ရဲ့သဘောထားဆိုတော့ခေါင်းစဉ်လေးပေးပြီးဟောထားတာအဲ့ဒီဇတ်တော်ထဲမှာဦးဇင်းတို့ရဲ့ဘုရားလောင်းကနော်ယတိဝတ်သွားတာအလွန်ချမ်းသာတဲ့တထေသားပါပဲဒါပေမဲ့ तू ကအသားနဲ့မဲတယ်ဟုတ်လားနောက်တော့ဇံပင်ញင်ရတဲ့ခါကျတော့တရားမင်းကသူ့ရဲ့ဘုံဘိတ်မှာတုံလုတ်တီအထိဒီယတိကစွန့်ရည်တတိရှိတော့ဘလို့အကျင့်နေနဲ့ဒီလိုအကျင့်တွေကိုဘလို့ရည်ရွယ်ချက်နဲ့ဒီလိုအကျင့်တွေကိုကျင့်နေတယ်လဲဆိုတော့သိအောင်တရားမင်းကရောက်လာပြီးတော့စုံစမ်းတာဟောအဲ့ဒီမှာမေးတာနော်ကန္တောဝတ္တယံပုရိသောကန္တံဘုံစတိဘောဇနံကန္တိဘူမိပရိသသမေနမေရှမနာသောပိယောမဲတဲ့မြေပြင်ပေါ်မှာနေပြီးတော့မဲတာတွေကိုစားနေတဲ့အလွန်မဲတဲ့လူတယောက်ကိုငါမနှစ်သက်ပါဘူးတရားမင်းကအဲ့လိုလာပြောတာပြောတော့ဘုရားလောင်းကတိတယ်တရားမင်းရောက်လာတယ်ဆိုတာတိတယ်အဲ့တော့နောက်လှည့်မကြည့်ပဲနဲ့ပြန်ပြောတာဘုရားလောင်းကဘာပြန်ပြောတော့ဆိုတော့နာကံတော်တသတ္တဟောတိအန္တောတာရောဟိပြမနောအပေါ်ရဲ့အရေးပြားလေးမဲနေတာနဲ့ဒီ
ဒီပုဂ္ဂိုလ်ကိုညစ်ပတ်တယ်မဲညစ်တယ်လို့ဆိုလို့မရနိုင်ဘူးယတမိန်ပပန္တိကမ္မန္တိသဝေကံတော်သူဆုံးပတိမဟုတ်တာတွေလှုပ်တယ်မဟုတ်တာတွေပြောတယ်မဟုတ်တာတွေတွေးတယ်ဆိုအတွင်းထဲကမဟုတ်တာတွေလှုပ်ပြီးဆိုတော့မှအဲ့ဒါတကယ်လူမဲဖြစ်တာဒသနာပါနော်သူပြောတယ်ပြောတာဟုတ်လားအပေါ်ယံရေပြားလေးမဲတာနဲ့လူမဲမဟုတ်မကောင်းမှုအကုသိုလ်တွေကိုလွန်ကျူးမှပြောဆိုမှတွေးတောနေမှသူ့ကိုဘာလို့ခေါ်တော့နော်ညစ်နွမ်းတဲ့လူမဲလို့ခေါ်လိုက်တာအဲ့ဒီစကားတစ်ခွန်းကိုကြားတဲ့တရားမင်းကအယံကြည်ညိုတယ်ဒါကြောင့်မလို့ကြိုက်တဲ့စုကိုတောင်းပါဖြစ်ချင်တာကိုပြောပါဖြစ်အောင်ဖန်တီးပေးပါမယ်ဆိုတော့ဘုရားလောင်းကသူဖြစ်ချင်တာကိုဘယ်နှချက်ပြောတော့၄ချက်ပြောတယ်နော်သူဖြစ်ချင်တာကိုဘယ်လိုပြောတော့၄ချက်ပြောတယ်ဝရင်စင်ပြီးအတော်တကသဗ္ဗဗုဒ္ဓနာမိတ္တရာသူနှိတ်ကောတံသူနှိတ်ဒောတံနေလောဘဟုတ်တိမတနောနိတနေဟာမဘိကင်ခာမိဣတိမေစတုရောဝရေနော်သူဖြစ်ချင်တဲ့အချက်၄ချက်ပြောတယ်ဘာပြောတော့ဆိုတော့သူနှိတ်ကောတံအမျက်ကင်းတဲ့လူသားတစ်ယောက်ငါဖြစ်ချင်တယ်သူနှိတ်ဒေါသကင်းတဲ့လူတစ်ယောက်ငါဖြစ်ချင်တယ်နေလောဘအလိုဆန္ဒကင်းတဲ့လူတစ်ယောက်လည်းငါဖြစ်ချင်တယ်နိတနေဟာချစ်ချင်းကင်းတဲ့လူတစ်ယောက်လည်းငါဖြစ်ချင်တယ်သူဖြစ်ချင်တာဘယ်နှမျိုးတော့၄မျိုးအဲ့တော့တရားမင်းကဒါသူလုပ်ပေးနိုင်တဲ့ကိစ္စမဟုတ်ဘူးနော်လူတစ်ယောက်ကိုအမျက်ကင်းအောင်ဒေါသကင်းအောင်လောဘကင်းအောင်ချစ်ချင်းကင်းအောင်တရားမင်းလုပ်ပေးနိုင်တဲ့စွမ်းရည်တတိမရှိပါဘူးဒါပေမဲ့တရားမင်းကသူလုပ်မပေးနိုင်တာကိုလုပ်မပေးနိုင်ဘူးလို့မပြောဘူးနည်းနည်းလူရည်လေတယ်လို့ဆိုရမယ်မေခွန်းပဲထပ်မေးတယ်တရားမင်းကပါမေးတော့ဆိုတော့အဲ့ဒီအမျက်အဲ့ဒီဒေါသအဲ့ဒီလောဘအဲ့ဒီချစ်ချင်းမှာဘယ်လိုအပြစ်တွေရှိလို့သင်ကအဲ့ဒါတွေကိုမနှစ်သက်ရတာတော့တဲ့ကိန္ဒုကောဒေဝဒောဒေဝလောဘေတနဟသဗြမနာအာဒီနဝတွံပတ္တိတံမေအခါဟိပုရှိတော်တဲ့နော်ပေတတို့အပြစ်ဆိုတဲ့စကားလေးပါလာတယ်နော်အဲ့ဒီအမျက်ရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဆိုတဲ့အဲ့ဒီတရား၄မျိုးမှာဘာအပြစ်တွေကိုမြင်လို့သင်ကအဲ့ဒါတွေကိုမနှစ်သက်ရတာတော့တဲ့အဲ့ဒီမှာဘုရားလောင်းကစိတ်ရှိလက်ရှိပြောပြတာအမျက်ရဲ့အပြစ်ဒေါသရဲ့အပြစ်လောဘရဲ့အပြစ်ချစ်ချင်းရဲ့အပြစ်နော်ဒါကကိုယ့်ရဲ့မဟုတ်တာတွေကိုမဟုတ်ဘူးလို့နော်သိဖို့ဆင်းရဲဒုက္ခကိုဖြစ်စေလိမ့်မယ်လို့သိဖို့ဆိုတာမလိုအပ်ဘူးလားလိုအပ်တယ်နော်ဆိုရမှာဆိုကိုယ်တဏ္ဍာမှာယောဂလက္ခဏာတစ်ခုခုပြနေတယ်ယောဂကတိတ်တော့မရင်သေးဘူးဆိုတော့လည်းပဲဒါကိုလစ်လျူရှုလို့တော့မရအောင်စွန့်နိုင်တယ်တတ်နိုင်တယ်ဆိုရင်စေုံစေကံကိုသွားဖို့မလိုဘူးလားဒါဒီတိုင်းပြစ်ထားမယ်ဆိုရင် तू ကမလုပ်မှာတော့ကိုယ့်ကိုဒုက္ခပေးမှာပေါ့ဟုတ်တယ်မဟုတ်လားအဲ့ဒီလိုမျိုးသဘောထားနိုင်ရင်အလွန်ကောင်းတယ်နော်မကောင်းတဲ့စိတ်တွေကိုဒါတွေဟာပြန့်ပွားလာမဲ့ယောဂဇိုးတွေလို့သဘောထားနိုင်မယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်အဲ့ဒါဘုရားလောင်းက तू ကအဲ့ဒီအမြဲအဲ့ဒီဒေါသအဲ့ဒီလောဘအဲ့ဒီချစ်ချင်းရဲ့အပြစ်ကိုအဲ့ဒီမှာပြောပြတာနော်အမျက်ဆိုတာတဲ့အစာကနည်းနည်းလေးနောက်တော့အများကြီးပွားလာတဲ့သဘောရှိတယ်အလွန်မှလည်းပဲစိတ်နှလုံးကိုပူလောင်စေတယ်ဒါကြောင့်ဒီအမျက်ကိုငါမကြိုက်ဘူးတဲ့အမျက်ရဲ့အပြစ်ကို तू မြင်တယ်နော်စိတ်တူနေရတာနော်သူတို့ရဲ့ပုံမှာမကြည်မချမ်းဖြစ်နေရတာဟာပင်ပန်းတဲ့သဘောရှိတယ်ပူလောင်တဲ့သဘောရှိတယ်ဟိုတိုးပွားနေတဲ့သဘောလေးရှိတယ်ဒါကြောင့် तू မကြိုက်ဘူးတဲ့ဒါအမျက်ရဲ့အပြစ်ကို तू ပြောပုံလေအပောဟုတ်တော်ဘုံဟောတိဝတ္တိဇောအခန္တိဇောအသင်္ကိဘဟုပါယတောတတ္တမကောဒနာရောစီသူကတော့ပါဠိလိုလေးပြောတာပေါ့နော်အမျက်ဆိုတာတိုးပွားလာတဲ့တိမခံမှုကြောင့်ဖြစ်တယ်ပြီးရင်အလွန်ပူလောင်ပင်ပန်းစေတယ်ဒါကြောင့်ဒီအမျက်ကိုမကြိုက်ဘူးမြင်တတ်ဖို့လိုတယ်နော်အမျက်ရဲ့အပြစ်ကိုမြင်တတ်ဖို့လိုတယ်ဟုတ်လားဒေါသကြတော့သူအပြစ်ဘယ်လိုမြင်ပြတော့ဒေါသရဲ့အပေါ်နော်ဒုဋ္ဌတပရုဒဝါစာပရမသောအနန္တရာတတောပန္တိတတောဒန္တောတတ္တတပရမတတိဒေါသဖြစ်လာပြီဆိုရင်ပထမကြမ်းထမ်းတဲ့စကားသူများမခံတဲ့စကားတွေပြောပြီးတယ်ဒီအချိန်မှာမရက်နိုင်ဘူးဆိုရင်သူများကိုလက်နဲ့ပုတ်ခတ်တာမျိုးလုပ်လာတယ်မရက်နိုင်သေးဘူးဆိုရင်ဒုံနဲ့ရိုက်မယ်မရက်နိုင်သေးဘူးဆိုရင်ဓာအစရှိတဲ့လက်နဲ့တတ်တည်ဖြတ်တည်အထိဆိုးရတဲ့လွန်ကျူးတဲ့မှားယွင်းမှုတွေကိုဖြစ်စေတယ်ဒါကြောင့်ဒီဒေါသကိုမကြိုက်ဘူးဟောဒေါသရဲ့ဖြစ်ကိုပြောတာစကားချမ်းတွေဖြစ်တတ်တယ်ကြိုက်တတ်တယ်နှစ်တတ်တယ်ဒါကသူကအစွန်းစွန်းရာသွမှုတွေလွန်ကျူးပြီးတော့နောက်ထောင်တွေတန်းတွေကြမ်းပြီးတော့အချုပ်တွေပါတွေကြမ်းပြီးတော့ဆေးုံဆေးကရောက်ပြီးတော့အကြီးအကျယ်ပင်ပန်းဆင်းရတဲ့အနေအထားမျိုးကိုဒေါသကရောက်အောင်မပို့နိုင်ဘူးလားပို့နိုင်တယ်ဒေါသရဲ့ဖြစ်ကိုသူပြောတာလောဘကြတော့သူဘယ်လိုပြောတော့လောဘရဲ့အပြစ်ကတော့ပြောစရာတော်တော်ကောင်းတယ်အလောပတဟတကာရနိဂတိဝင်္စနာနိစ္စဒိဋ္ဌံတိလောဘဓမ္မေတုတတ္တမလောဘနာရောစီဓာတ်တို့တနတ်တို့လက်နဲ့အမျိုးမျိုးကိုပြပြီးတော့လူကြတာရက်ကြတာဒီလောဘကြောင့်တဲ့
ဟုတ်လားလိန်ညာကြတာဒီလောဘကြောင့်ကောက်ကျစ်ဆင်းလဲကြတာဒီလောဘကြောင့်နော်အတုတွေလုတ်ပြီးတော့ပစ္စည်းတွေကိုအတုတွေလုတ်ပြီးတော့ကိုရရင်ပြီးရောဘယ်သူဒုက္ခရောက်ရောက်ဆိုပြီးတော့အဲ့ဒီလိုမျိုးရဲဆက်ဆက်ဘယ်သူမှမငဲ့ညာပဲနဲ့လုတ်ကြတာတွေဟာလည်းဘာလဲတော့ဒီလောဘကြောင့်ပဲတဲ့ဒိဋ္ဌံတိလောဘဓမ္မေတုအဲ့ဒီလိုမျိုးလက်နဲ့တွေပြန်ပြီးတော့လူရဲကြတာတွေအတုတွေပြပြီးတော့လိန်ညာလှည့်စားအောက်ကျစ်ကြတာတွေဟာလောဘရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှာပဲငါတွေ့ရတယ်ဒါကြောင့်ဒီလောဘကိုငါဘယ်လိုမှမနှစ်သက်နိုင်ဘူးတဲ့သူပယ်နိုင်တဲ့အဆင့်တော့မရောက်သေးဘူးနော်ဒါပေမဲ့ तू လောဘရဲ့အပြစ်ကိုတော့ तू ကောင်းကောင်းသိတယ်မြင်တယ်လို့တော့မဆိုနိုင်ဘူးလားဆိုနိုင်တယ်မြင်တဲ့အပြစ်ဆိုတာအဲ့ဒါကိုပြောတာနော်ဟုတ်လားအဲ့တော့ချစ်ချင်းရဲ့အပြစ်ကိုကြတော့ तू ပါပြောတော့တဏိဟသင်္ကတိတာကန္တာတင်တိမနောမယပုထုနော်တေဘုတာဥပတံပတိတတ္တမတဏိဟနာရောစီနော်ချစ်ချင်းဆိုတဲ့အဆိုတဲ့အစေးတဲ့နဲ့ဖွဲ့နှောင်ထားတဲ့ပုံကိုယ်တွေဟာအလွန်ပြင်းပြင်းထန်ထန်ပူလောင်ပင်ပန်းဆင်းရဲရတယ်တဲ့နောက်ချစ်ချင်းမှာပြင်းထန်တဲ့ပူလောင်မှုနောက်ဆက်တွဲရှိတယ်ဟောဒါကြောင့်သူဟာဒီချစ်ချင်းကိုသဘောမကျနိုင်ဘူးဒါကပိဿပေါင်းသူတော်တို့အလုံးနားမလည်နိုင်စရာမရှိပါဘူးเนาะဒီချစ်ခင်နှစ်သက်မှုရဲ့နောက်ွယ်မှာမဆုံးနိုင်တဲ့ရှုပ်ထွေးမှုတွေနော်ပြင်းထန်တဲ့ပူလောင်မှုတွေရှိတယ်ဆိုတာကတော့အလွန်မှမထင်ရှားဘူးလားထင်ရှားနော်ရှုပ်ထွေးနေရတာပူလောင်နေရတာပင်ပန်းနေရတာဒီချစ်ချင်းကနေပြီးတော့မြစ်ဖျားခံပြီးတော့ဖြစ်ပေါ်လာတဲ့အနေအထားတစ်ခုလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါဘုရားလောင်းကပြောပြတာနော်မကောင်းမှုစိတ်ဓာတ်တွေအကုသိုလ်တွေရဲ့အပြစ်တွေကိုပြောပြတာဒါကြောင့်ပိဿတို့ဦးဇင်းတို့တွေလည်းပဲကိုယ်မှဒီအကုသိုလ်တရားတွေဆိုတာအခါအားလျော်ဆိုတာအကြောင်းအားလျော်ဆိုတာဖြစ်နေကြတာမရှိဘူးလားရှိတယ်ဒါကိုအပြစ်မြင်တတ်တဲ့သဘောလေးရှိဖို့မလိုဘူးလားလိုတယ်ဆိုကြပါစို့ဒေါသဖြစ်လာပြီဆိုရင်တော့ဘာအကျိုးမှလည်းမရှိဘဲနဲ့ငါပူလောင်ပင်ပန်းရတာပဲရှိတယ်မတိနိုင်မသိနိုင်ရဲ့အမျိုးမျိုးဆိုးကျိုးတွေကိုဖြစ်စေအောင်မယ်စဉ်းစားတတ်ဖို့လိုတယ်နောက်ဒီမခံနိုင်တာတွေရဲ့အပြစ်တွေကိုလည်းပဲစဉ်းစားတတ်ဖို့လိုတယ်နောက်ထိကနေရှိရင်ပြန်ပြီးတော့တုံ့ပြန်တတ်တဲ့အလေးအကျင့်ရင်မကောင်းပါဘူးဟောဒါပါလေနောက်ဒီမခံတတ်တဲ့သဘောရဲ့အပြစ်ကိုမြင်အောင်ကြည့်တာအဲ့လိုပဲပိဿတို့ပို့ပြီးတော့လေးလေးနက်နက်ပြောကြမယ်ဆိုလို့ရှိရင်မိမိရော့ရော့ပေါ့ပေါ့ဆဆနေတဲ့ပမာဒလို့ဆိုတဲ့ဒီနေခြင်းဟာလည်းပဲမကောင်းသောနေခြင်းပဲသူ့ရဲ့အပြစ်ကိုလည်းပဲမြင်တတ်ဖို့မလိုဘူးလားအလွန်တန်ဖိုးရှိတဲ့ကိုလုံးမယ်ဆိုလို့ရှိရင်ဖြစ်နိုင်ကြီးအလွန်အားကြီးတဲ့အမြတ်စွာဘုရားရဲ့အဆုံးအမနဲ့တွေ့တယ်ကိုကလည်းအသိဉာဏ်ရှိတယ်ဒီအနေထားတစ်ခုပေါင်းစုံမိတဲ့အခိုက်အတန့်လေးမှာကိုကြိုးစားမယ်ဆိုရင်တက်တဲ့အစပေါင်းများစွာတာလွန်တဲ့ချမ်းသာတဲ့ချမ်းသာမှန်ကိုရကြောင်းအလုပ်တွေမလုပ်နိုင်ဘူးလားလုပ်နိုင်တယ်အဲ့ဒါကိုဘာမဟုတ်တဲ့အကြောင်းအရာတွေအတွက်နဲ့မလုပ်လိုက်ရဘဲနဲ့ဒီလိုပဲအချိန်လေးကုန်အသက်တွေကြီးပြီးတော့ခပ်ပေါ့ပေါ့တနေ့လာလဲဒီတိုင်းတနေ့လာလဲဒီတိုင်းတနေ့လာလဲဒီတိုင်းဒီလိုနဲ့အိုချိန်နာချိန်သေချိန်ရောက်လို့အိုကြနာကြသေကြပြီးသွားကြတာဘာမှထိထိရောက်ရောက်မလုပ်လိုက်ရဘူးဆိုတာမျိုးပါတကယ်လက်သေးတရားခံအစ်စ်တီပါလဲလို့မေးရင်မိမိရောပေါ့ပေါ့ဆဆနေခြင်းပဲဟုတ်တယ်မဟုတ်လားအဲ့တော့မိမိရောပေါ့ပေါ့ဆဆနေခြင်းရဲ့အပြစ်အနာစာကိုပြောမယ်ဆိုရင်ကုန်နိုင်စရာမရှိဘူးအဲ့ဒါကိုလည်းဘာလို့တက်ဖို့လိုတော့မြင်တတ်ဖို့လိုတယ်နော်မြင်ရမယ့်အပြစ်ထဲမှာသူ့ကိုထိတ်ရှုံးမှထည့်နိုင်မယ်ဆိုရင်အဲ့ဒါပိဿပေါင်းတော်တို့ချမ်းသာတဲ့ချမ်းသာမှရဖို့အတွက်အများကြီးနှိစက်နိုင်တယ်ဟုတ်လားမြင်ရမယ့်အပြစ်ထဲမှာသူ့ကိုထိတ်ရှုံးမှထည့်နိုင်မယ်ဆိုရင်တော်တော်ကောင်းမှာနော်သူ့ကိုဆိုတော့ဘာကိုပြောရတော့ပမာဒမိမိရော့ဖြစ်တယ်လို့တတိမရှိဘဲနဲ့နေတာဘာအတိညာမှဖြစ်ထွန်းလာစရာအကြောင်းလည်းမရှိဘူးဘာမြင့်မြတ်မှုမှဖြစ်လာစရာအကြောင်းလည်းမရှိဘူးဒီလိုနဲ့စာကတောက်ခါရှားကဖွေကနော်အိခါနေကလောက်နဲ့နေပြီးတော့အသက်ကြီးပြီးတော့ချိန်ကြတော့ပျက်စီးသွားမှာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်အခြေခံကောင်းလေးတွေပါလာတဲ့ဒကာဓမ္မတို့ဦးကြီးတို့တွေဟာနော်ပမာဒတရားကြောင့်ဒီအခြေခံကောင်းလေးတွေကိုဖျက်ဆီးမပြစ်မိဖို့မလိုဘူးလားလိုတယ်ဟုတ်လားအဲ့တော့အကုသိုလ်တရားတို့ရဲ့အပြစ်ကိုမြင်တတ်ရမယ်ဆိုတာ ਨੇ ပတ်သက်ပြီးတော့ဒါကဦးဇင်းတို့ကဆက်ပြီးတော့ပြောပြနေတာပေါ့နော်အဲ့တော့အကုသိုလ်တွေကဒကာဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေပြီးနော်အကြောင်းအားလျော်စွာဖြစ်နေတာတွေမရှိဘူးလားရှိတယ်အဲ့ဒါတွေရဲ့မကောင်းတဲ့အချက်တွေကိုမြင်တတ်ဖို့လိုတယ်ဟုတ်လားဒါကမြင်ရမယ့်အပြစ်တွေကနံပါတ်1မကောင်းမှုအကုသိုလ်တရားတွေမကောင်းတဲ့အတွေးတွေဒါတွေရဲ့အဖြစ်ကိုမြင်ရမယ်နောက်ဒုတိယမြင်ရမယ့်မြင်တဲ့အဖြစ်ကဘာတဲ့တော့ဏ္ဍာန်တော်ကပြောကြတယ်နော်ဘဝခန္ဓာရဲ့အဖြစ်ဟုတ်လားဘဝခန္ဓာမှာအဖြစ်ရှိတယ်အဲ့ဒီအဖြစ်ကိုမမြင်လို့ဒီဘဝခန္ဓာရဲ့ပေါ်မှာဆွဲလန်းမမောမှုတွေနဲ့နေကြတာပေါ့နော်ဒီနေရာမှာဦးဇင်းတို့ဘဝခန္ဓာရဲ့အဖြစ်ဆိုတာနဲ့ပတ်သက်ပြီးတော့
အတ္တာဒသုတ်တံဆိုတာလေးကိုအချင်းချုပ်ပြီးတော့အချင်းပြောပြခြင်းတယ်ဟုတ်လားမြတ်စွာဘုရားကအဲ့ဒီသုတ်တံမှာဘာဟောထားတော့ဆိုတော့ယဟန်တို့တဲ့ငါဖရာအလောင်းဘဝတုန်းကဒီခန္ဓာ၅ပါးရဲ့ตาယာပွဲအတ္တာဒအပြစ်အနာစာအာတိနဝထွတ်မြောက်ရာနိတ္တရဏနော်ပါဠိဟောတာလေးတွေနည်းနည်းမှတ်ကြည့်စီရင်နော်အတ္တာဒตาယာပွဲအာတိနဝဆိုတာအပြစ်နိတ္တရဏဆိုတာလွတ်မြောက်ရာထွတ်မြောက်ရာအဲ့ဒီ၃ချက်ကိုမမြင်ရသေးတဲ့အတွက်ကြောင့်ငါဟာတပ်ပင်ညုတဉာဏ်ကိုရတယ်လို့ဝန်မခံဘူးတဲ့မြတ်စွာဘုရားနောက်တစ်ချိန်မှာတရားနှလုံးကျင့်သုံးအားထုတ်လို့ဒီခန္ဓာဒီဘဝရဲ့ตาယာပွဲအတ္တာရအပြစ်အာဒီနဝထွတ်မြောက်ရာနိတ္တရဏဒီတရား၃ခုကိုငါဟာပြီးပြင်းပြင်းရှင်းရှင်းလင်းလင်းသိလာမြင်လာတဲ့ချိန်ကျမှငါဟာတပ်ပင်ညုတဉာဏ်ကိုရတဲ့ဘုရားရှင်တဲ့ဧကံဖြစ်တယ်လို့ဝန်ခံခဲ့တာတဲ့ဟောဘလောက်အရေးပါလဲဆိုတာစဉ်းစားနော်ဘဝခန္ဓာရဲ့အပြစ်ကိုမြင်လို့မြတ်စွာဘုရားဟာတပ်ပင်ညုတဉာဏ်ကိုရတာလို့ဆိုမဲ့ဆိုရင်တော့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါပေမဲ့အဲ့ဒီမှာတော့ဘယ်နှမျိုးပြောထားတော့၃မျိုးပြောတယ်နော်အတ္တာဒตาယာပွဲအာဒီနဝဆိုတာအပြစ်နိတ္တရဏဆိုတာထွတ်မြောက်ရာတရားတော်မတို့ဦးဇင်းတို့အခုရရှိထားတဲ့ဒီဘဝခန္ဓာမှာအဲ့ဒီ၃ချက်ကိုသိအောင်မြင်အောင်ကြိုးစားရမယ်ဘဝခန္ဓာရဲ့ตาယာပွဲကဘာလဲနော်အပြစ်ကဘာလဲထွတ်မြောက်ရာကဘာလဲနော်ဘောခန္ဓာမှာตาယာပွဲမရှိဘူးမဟုတ်ဘူးตาယာပွဲရှိတယ်ตาယာပွဲသာမရှိဘူးဆိုရင်တတ္တဝါတွေကဒီဘောခန္ဓာမှာတွေ့တာမမောနေမှာမဟုတ်ဘူးตาယာပွဲရှိလို့မို့ဘောခန္ဓာရဲ့ပုံမှာတွေ့တာမမောနေတာဒါလည်းမြတ်စွာဘုရားဟောထားတာပါပဲအခုပြောလိုက်တဲ့စကားလေဟုတ်လားသို့တော်လည်းပဲตาယာပွဲကဘာလဲဆိုတာတော့သိဖို့လိုတယ်ကိုထင်တဲ့လောက်ကြီးမဟုတ်ဘူးဆိုတာကိုထင်ရှားဖို့အတွက်ตาယာပွဲဆိုတာကိုဘာလဲဆိုတာလည်းသိဖို့လိုတယ်ဟုတ်လားနောက်ဒီဘဝခန္ဓာမှာအပြစ်အနာအစာဆိုတဲ့အာဒီနဝသဘောလည်းရှိတယ်အပြစ်အနာအစာရှိလို့မို့ဘဝခန္ဓာကနေလွတ်မြောက်အောင်ကြိုးစားကြတဲ့ရုန်းကန်ကြတဲ့ပုဂ္ဂိုလ်တွေရှိတာဟုတ်တယ်မဟုတ်လားဘဝခန္ဓာမှာအပြစ်မရှိဘူးဆိုရင်ဒီဘဝခန္ဓာကနေထွက်မြောက်နိုင်အောင်လွတ်မြောက်သွားအောင်လုပ်တဲ့ပုဂ္ဂိုလ်တွေရှိတဲ့အကြောင်းမရှိဘူးဒီဘဝခန္ဓာနဲ့ပဲတာယာကျင်မှုပြီးတော့နေတဲ့တရားတွေကြီးရှိတယ်လို့ဆိုနိုင်သလားအဲ့ဒီလိုတရားလိုမျိုးတွေကြီးပဲမဟုတ်ဘူးနော်ဘောခန္ဓာကနေလွတ်မြောက်အောင်ကြိုးစားနေကြတဲ့ပုံကိုယ်တွေကမရှိဘူးလားရှိတယ်ဒါကတော့အလွန်မှနေပါတဲ့အရေးအတွက်ပေါ့ဘလောက်ပဲနေတယ်လို့ပြောရှိတာကတော့ရှိနေတာပဲ